အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025အောက်တိုဘာလ18ရက်နေ့ဖြစ်ပါတယ်နော်မနေ့ကမျိုးသမီးတူကအကိုတဲ့စိတ်ဆိုတာဘာလဲတဲ့ဘယ်နေရာမှာရှိတာလဲတဲ့မနေ့ကမေးသွားတယ်သူ့တော့အချင်းချင်းလေးရှင်းပြလိုက်ပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့အဓိကပြဿနာကမူရင်းမြတ်စွာဘုရားဟောတဲ့ပါဠိတော်တွေကိုမဖတ်ကြအောင်မနာကြအောင်မနာတဲ့အခါကျတော့ကျွန်တော်တို့ခန္ဓာကိုယ်အကြောင်းကိုကျွန်တော်တို့မသိကြအောင်မြတ်စွာဘုရားကဒီခန္ဓာကိုယ်အကြောင်းကိုပဲဟောတာဒီခန္ဓာကိုယ်ရဲ့အမူအရာတွေစိတ်အမူအရာတွေကိုယ်အမူအရာတွေကိုသိအောင်စောင့်ကြည့်ခိုင်းတယ်ဒီသဘောတရားတွေကိုသိလာလို့ရှိရင်ကိုယ်ခန္ဓာကိုယ်သိလို့ရှိရင်လောကယူသိတာပဲလောကကြီးအရှိတရားကိုသိသွားတာပဲဒါကြောင့်လို့ကိုစောင့်ကြည့်တဲ့အလုပ်ကိုမြတ်စွာဘုရားကလုပ်ခိုင်းတယ်အဲ့ဒါကိုစောင့်ကြည့်ဖို့အတွက်ကိုမြတ်စွာဘုရားကတရားတွေကိုဟောတာခန္ဓာရဲ့သဘောတရားတွေကိုဟောတယ်မြစ္စည်းမပဏ္ဏနာပါဠိတော်မှာမဟာဝေဒနာတုတ်ဆိုတာရှိတယ်အဲ့ဒီတုတ်ထဲမှာအရှင်ကောဋိကနေပြီးတော့အရှင်သာရိပုတ္တရာကိုမေးခွန်းနေမေးတာတုတ်တိုင်ကြီးကတော့အရှိကြီးပဲပေါ့နော်အဲ့ဒီထဲမှာနည်းနည်းလေးဖြတ်ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးပြောပြအိမ်တွေ၅ပါးလို့ခေါ်တယ်တဲ့အိမ်တွေ၅ပါးဆိုတာဘာလဲတဲ့မျက်လုံးအိမ်တွေတဲ့နားအိမ်တွေနှာခေါင်းအိမ်တွေရှာအိမ်တွေကိုယ်အိမ်တွေတဲ့အဲ့ဒါအိမ်တွေ၅ပါးပဲဒီကိုယ်အိမ်ဒီကိုယ်လုံးကြီးကိုတကိုယ်လုံးလို့ပြောလိုက်ရင်ရရတာနဲ့ဘာဖြစ်လို့အိမ်တွေ၅ပါးဆိုပြီးခွဲပြောရလဲလို့မေးလို့ရှိရင်သူတို့ကအာယုံခံစနစ်တွေဖြစ်တယ်ကာမဂုဏ်ကိုခံစားတဲ့အာယုံခံစနစ်တွေဖြစ်တယ်မျက်စိကလည်းအစင်းနဲ့လှလှပပလေးတွေမြင်တာကိုခံစားခြင်းတယ်အဲ့ဒီမျက်စိမှာပဲစိတ်ကလာဖြစ်တာစိတ်ကဘယ်မှာဖြစ်လဲဆိုတော့မျက်စိမှာပဲဖြစ်တာမျက်စိကန်းနေတဲ့လူမှာမြင်စိမ့်မဖြစ်ဘူးမျက်စိရှိနေတဲ့လူမျက်စိထဲမှာတချို့ကမျက်စိတော့ရှိတယ်ဒါပေမဲ့မျက်စိထဲမှာစက္ခုပတာရဆိုတဲ့ဓာတ်ကလေးမရှိဘူးအယုတ်ဓာတ်ကလေးမရှိဘူးအဲ့ဒီစက္ခုပတာရလေးမရှိလို့ရှိရင်မြင်စိမ့်မဖြစ်ဘူးမြင်စိတ်ကဘာမှဖြစ်လဲဆိုတော့အဲ့ဒီစက္ခုပတာရပုံမှာဖြစ်တာဒါဆိုရင်ကြားစိတ်ကဘာမှဖြစ်လဲဆိုတော့နားထဲမှာပတာရဓာတ်ရှိတယ်အဲ့နားထဲကပတာရဓာတ်ကလေးကိုတချို့နားကန်းနေတယ်မကြားဘူးနားတော့ရှိတယ်မကြားဘူးအဲ့ဒါအထဲထဲမှာပတာရဓာတ်မရှိဘူးအဲ့ဒီပတာရဓာတ်ပုံမှာကြားစိတ်ဖြစ်တယ်အဲ့တော့ဒီစိတ်တွေကဘယ်မှာဖြစ်လဲဆိုတကိုယ်လုံးမှာဖြစ်နေတာခန္ဓာကိုယ်အနှံ့ပြားမှာဖြစ်တယ်ဒါပေမဲ့သူ့ရဲ့အာယုံခံစနစ်ပေါ်မှာမူတည်ပြီးတော့တစ်ခုနဲ့တစ်ခုကကြော်လွန်ပြီးမသိနိုင်ဘူးနားကလည်းမမြင်နိုင်ဘူးမျက်စိကလည်းမကြားနိုင်ဘူးအခုကျွန်တော်ပြောနေတဲ့စကားတွေကိုခင်ဗျားအတန်ပိတ်ပြီးကြည့်လိုက်ကျွန်တော်ပါဇက်ဘလောက်လို့ကျွန်တော်ဘာပြောနေတယ်ဆိုတော့ခင်ဗျားတို့မသိနိုင်ဘူးဘာဖြစ်လို့မြင်တဲ့အမြင်ကအကြားအာယုံကိုအလုံးလုပ်ပေးနိုင်ဘူးလေနားကပဲအလုံးလုပ်ပေးနိုင်တာအဲ့ဒီသဘောတရားပဲစိတ်တွေကဘယ်မှာဖြစ်လဲဆိုတော့ဒီအာယုံခံစနစ်တွေပေါ်မှာဖြစ်တယ်အဲ့ဒါကိုတခါထပ်ပြီးတော့မေးတယ်အရှင်မကောဋိကဒီအိမ်တွေ၅ပါးကတဲ့ဘာကိုဆွဲမိပြီးတော့တည်တယ်လဲတဲ့ဆိုတော့ဇီဝိတ္တိန်တွေကိုဆွဲပြီးတည်တယ်တဲ့ဇီဝိတ္တိန်တွေဆိုတာအသက်ဒီအိမ်တွေခန္ဓာကိုယ်လို့ပြောလိုက်လို့ရှိရင်အထက်ကအုံနောက်တွေရောကလီစာတွေရောနှလုံးတွေရောအဆုတ်တွေရောအကုန်ပါသွားပြီဒီအပေါ်မှာရှိနေတဲ့မျက်စိနားနာလျှာကိုဆိုတာကိုဘာဖြစ်လို့ခွဲပြီးပြောရလဲဆိုတော့ခုနပြောသလိုအာယုံခံစနစ်ကိုခွဲပြီးပြောတာအဲ့တော့ဒီအာယုံခံစနစ်ကိုခွဲပြီးပြောလိုက်တဲ့အခါမှာဒီအာယုံခံစနစ်တွေတကိုယ်လုံးဒီဘာကိုဆွဲပြီးတည်လဲဆိုတော့ဇီဝိတ္တိန်တွေကိုဆွဲပြီးတည်တယ်အသက်ပေါ့မျက်စိရဲ့အသက်ကမျက်စိမှာပဲရှိတယ်နားရဲ့အသက်ကနားမှာပဲရှိတယ်တချို့မျက်လုံးတွေပုတ်ပြီးတော့ပေါက်သွားတာတွေပါညင်မိုးတယ်မလားတချို့တွေမျက်လုံးတိမ်ဆွဲပြီးတော့မျက်လုံးကြီးပေါက်ထွက်သွားတာပါအဲ့ဒီမျက်လုံးထဲမှာဇီဝိတ္တိန်တွေမရှိတော့တာတချို့လက်ပုတ်ခြေပုတ်ယောဂါတွေဖြစ်တယ်လက်ဒီ6တွေကလှုပ်လို့မရတော့ဘူးပုတ်လာတဖြည်းဖြည်းနဲ့အဲ့ဒါဘာလဲဆိုဇီဝိတ္တိန်တွေမရှိတော့တာအသက်ဆိုတာလည်းအဲ့ဒီလိုပဲတကိုယ်လုံးအပြည့်အပြားမှရှိတာအသက်ဆိုတာအကောင်လေးတကောင်မဟုတ်ဘူးမျက်လုံးမှာဇီဝိတ္တိန်တွေမရှိတော့ဘူးဆိုရင်မျက်လုံးကန်းသွားတာပဲအဲ့ဒီမျက်လုံးကြီးပေါက်ထွက်သွားတာပဲအဲ့ဒီလိုပဲနှလုံးမှာဇီဝိတ္တိန်တွေမရှိတော့ရင်နှလုံးပျက်စီးတယ်ကြောက်ကပ်မှာဇီဝိတ္တိန်တွေမရှိရင်ကြောက်ကပ်ပျက်စီးတယ်ဒါကဇီဝိတ္တိန်တွေဆိုတဲ့အသက်ဇီဝဓာတ်ပေါ့အသက်ဓာတ်နောက်တစ်ခါကျတော့ကမ္မဇတေဇောတဲ့ကမ္မဇတေဇောကကြတော့အဲ့ဒီဇီဝိတ္တိန်တွေကိုမှီပြီးဖြစ်တယ်တဲ့ဆိုတော့ဇီဝိတ္တိန်တွေနဲ့ကမ္မဇတေဇောကအတွဲလိုက်ရှိနေတာကမ္မဇတေဇောဆိုတော့ခန္ဓာကိုယ်အပူငွေ့ပေါ့အပူဓာတ်ရှိတယ်ခန္ဓာကိုယ်ဆန်းလိုက်လို့ရှိရင်အပူဓာတ်ရှိတယ်တေသွားတဲ့မသားဒီမှာအေးခဲသွားတယ်အပူဓာတ်မရှိတော့ဘူးတေသွားတဲ့မသားကြီးကအေးဆက်တောင့်တင်းသွားတယ်အဲ့ဒီခန္ဓာကိုယ်မှာကမ္မဇတေဇောဓာတ်မရှိတော့အဲ့ဒီကမ္မဇတေဇောနဲ့ဇီဝိတ္တိန်တွေဆိုတဲ့အသက်နဲ့ဟာတဲ့မီးနဲ့အလင်းရောင်လိုပဲတဲ့မီးဖြစ်လာတဲ့အခါကျတော့အလင်းရောင်ကိုမြင်ရတယ်အဲ့ဒီအလင်းရောင်ကြောင့်ပဲဒါမီးလို့သိရတယ်အဲ့တော့မီးနဲ့အလင်းရောင်ဒီခွဲခြားလို့မရတဲ့အရာဖြစ်တယ်အဲ့တော့ဒီလိုခွဲခြားလို့မရတဲ့အရာကို
ဇီဝိတ္တတွေနဲ့ကမ္မဇတေဇောလို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဇီဝိတ္တတွေနဲ့ကမ္မဇတေဇောဆိုတာလေအကောင်တကောင်အနေနဲ့ရှိနေတာမဟုတ်ရုပ်တိုင်းမှာဇီဝိတ္တတွေရုပ်ကမ္မဇတေဇောရုပ်ရှိတယ်ဟုတ်ပြီလားအဲ့တော့အတ္တဆိုတဲ့သဘောတရားဒီလေအကောင်တတ္တဝါလေးမဟုတ်ဘူးဒါကြောင့်မလို့အတ္တဒီလေအနတ္တပဲအတ္တမဟုတ်အကောင်မဟုတ်ဘူးဒါဆိုရင်ဒီဇီဝိတ္တတွေပေါ်မှာဒီပတာရရုပ်တွေပေါ်မှာဆွဲမိပြီးဖြစ်ပေါ်နေတဲ့စိတ်တရားရောအတ္တလားအနတ္တလားဆိုတော့ तू ကတိုက်မှဖြစ်တဲ့သဘောတရားဖြစ်တဲ့အတွက် तू လည်းအနတ္တပဲအတ္တမဟုတ်ဘူးဒီလိုစဉ်ဆက်မပြတ်ဖြစ်နေတဲ့အရာကြီးကရက်မသွားဘူးဘာဖြစ်လို့လဲဆိုတော့ကံဆိုတဲ့အရာကြီးကိုကျွန်တော်တို့ဒလက်ဇက်ကြီးလုံနေကြတာ nance တော့တွေးတယ်ကြံတယ်အဲ့တော့ဒီခန္ဓာကိုယ်ကြီးကိုစဉ်ဆက်မပြတ်ရှင်တန်ဖို့တခါထပ်မေးတယ်ဘယ်အရာတွေကဒါကမြတ်စွာဘုရားရှင်တုတ်တန်ကနေတခါတုတ်တန်တွေကတစ်ခုပြီးတစ်ခုပေါင်းဆက်ပြီးမှပြောရတာဖြစ်ခြင်းကြောင့်အများကြီးတော့တက်တည်ပြလို့မရဘူးနော်မြတ်စွာဘုရားကိုမေးတဲ့အခါမှာဒီခန္ဓာကိုယ်ကြီးမှာတဲ့အသက်ရှင်မှုအတွက်ဘာလို့လဲဆိုတော့အာဟာရတဲ့အာဟာရ၄မျိုးရှိတယ်ကပလီကာရအာဟာရတဲ့ကျွန်တော်တို့စားတဲ့တောက်တဲ့ခဲတယ်အဲ့ဒီအာဟာရကြောင့်လည်းဒီကနေရုပ်တွေနာနေဆက်ကဖြစ်တယ်နောက်တစ်ခါဖတ်တာအာဟာရတွေ့ထိတဲ့သဘောတရားတွေကျွန်တော်တို့ကတစ်ခုခုနဲ့ကောင်းတယ်ဆိုတဲ့ဒီနဲ့မှတ်သားထားတယ်အဲ့ဒီမှတ်သားထားတဲ့အရာဒီနဲ့တွေ့ထိတဲ့ခါမှာကျွန်တော်တို့ကဆင်းရဲတယ်လို့ချမ်းသာတယ်ဆိုတဲ့ဝေဒနာတွေကိုခံစားရတယ်အဲ့ဒါဒီဖတ်တာအာဟာရမနောတင်စေတနာအာဟာရတဲ့မနောတင်စေတနာအာဟာရဆိုတော့လှုံ့ဆော်တာအာယုံကောင်းကောင်းလေးတွေမြင်နေအာယုံကောင်းကောင်းအတန်လေးတွေကြားကျင်နေစိတ်စော်တဲ့သဘောတရားတစ်ခုရှိတယ်စိတ်စော်တဲ့စိတ်ရှိတယ်အဲ့ဒါတွေကိုမြင်နေတဲ့စိတ်စော်တဲ့စိတ်သင်္ခါရတစ်ခုရှိတယ်အဲ့ဒီဟာလေးကိုမနောတင်စေတနာအာဟာရလို့ခေါ်တယ်အဲ့ဒီစေတနာအာဟာရကြောင့်လေဒီရုပ်တွေနဲ့နေဆက်ခါဖြစ်နေနောက်ထပ်အာဟာရတစ်ခုကဝိညာဉ်အာဟာရဝိညာဉ်ဆိုတဲ့သဘောတရားကစိတ်ပဲစိတ်ဆိုတာစိတ်ကိုဘာလို့ဝိညာဉ်လို့ခေါ်လဲလို့မေးလို့ရှိရင်စိတ်ဆိုတဲ့သဘောတရားခွဲပြီးပြောရလဲဆိုရင်အာယုံကိုတိတတ်တာဒီစိတ်ဒီအာယုံရဲ့သဘောတဘာဝကိုတိတာစိတ်ဝိညာဉ်ဆိုတဲ့သဘောတရားကတော့အထူးသိသွားတာအဲ့ဒီပုံမှာပညာရက်တွေပါလာတယ်ဥပမာမေတ္တာစိတ်ရှိတယ်ကရုဏာစိတ်ရှိတယ်ဆိုပြီးခေါ်ကြတယ်အဲ့ဒီဘက်ကနေပြီးတော့ထူးထွေသိသွားတာကိုဝိညာဉ်လို့ခေါ်တာဝိညာဉ်ဆိုတဲ့အဆူအဲ့ဒါကြောင့်ဝိညာဉ်နဲ့ခန္ဓာဆိုပြီးတော့ထပ်ဖြစ်လာတယ်အဲ့ပုံမှာတွေးတော့တာတွေစင်ကျင်တာတွေစီစောတာအကုန်လုံးပေါင်းဆက်ထားတာကိုဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တယ်အဲ့တော့ဝိညာဉ်ဆိုတဲ့သဘောတရားလေးကကောင်းမှုကုသိုလ်တွေလုပ်လိုက်တယ်အဲ့ဒါကိုအဘိသင်္ခါရဝိညာဉ်လို့ခေါ်တယ်မကောင်းမှုတွေပဲလုပ်လို့ကောင်းမှုတွေပဲလုပ်လို့အဲ့ဒီကံသင်္ခါရတွေလုပ်လိုက်တဲ့ခါမှာမိမိမှာအဲ့စိတ်တွေဖြစ်ပေါ်လာတယ်ကုသိုလ်အကုသိုလ်စိတ်တွေဖြစ်လာတယ်အဲ့ဒါကိုအဘိသင်္ခါရဝိညာဉ်လို့ဖြစ်တယ်နောက်ဘဝကိုအကျိုးပေးတာဒီအဲ့ဒီအဘိသင်္ခါရဝိညာဉ်ကအကျိုးပေးတာအဲ့တော့စေတနာဝိညာဉ်အာဟာရဆိုတာဒီအဲ့ဒီအဘိသင်္ခါရဝိညာဉ်ကိုပြောတာနောက်ဘဝအကျိုးပေးမဲ့မျိုးစိတ်အဘိသင်္ခါရဝိညာဉ်ဒီခမပြုလုပ်တဲ့ကံတွေကုသိုလ်ကံအကုသိုလ်ကံတွေကနောက်ဘဝအတစ်တစ်ခုအကျိုးပေးတာပဲဟုတ်ပြီလားအဲ့တော့စိတ်ဒီတစ်ကိုယ်လုံးထဲမှာပြန့်နှံ့နေတာဖြစ်တိုင်းမှာပေါ်တိုင်းမှာဖြစ်တယ်အဲ့ဒီစိတ်ဒီကချုပ်လို့မရဘူးလားဆိုရတယ်ကျွန်တော်တို့လက်ရှိအသက်ရှူနေတယ်ဟဟလားအသက်ရှူနေတဲ့နေရာအစုပ်ကဘယ်ကအလုပ်လုပ်လဲလို့မေးလို့ရှိရင်သင်္ခါရကာယသင်္ခါရလို့ခေါ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကဒီဝိညာဉ်ဆိုတဲ့စိတ်ကဘယ်မှာတည်လဲလို့မေးလို့ရှိရင်နေရာ၄နေရာမှာတည်တယ်တဲ့ဘယ်နေရာမှာတည်လဲဆိုတော့ရုပ်မှာတည်တယ်တဲ့ခုနပြောတဲ့ပတာရရုပ်ဒီမှာတည်တယ်တကိုယ်လုံးမှာရှိတဲ့ပတာရရုပ်ဒီမှာတည်တယ်နောက်တစ်ချက်ကသင်္ခါရမှာတည်တယ်တဲ့နောက်တစ်ချက်ကဝေဒနာမှာတည်တယ်တဲ့နောက်တစ်ချက်ကတညာမှာတည်တယ်မှတ်သားထားတဲ့တညာတွေပေါ်မှာလည်းဝိညာဉ်တည်တယ်ပြုပြင်စေ့စော်တတ်တဲ့သဘောတွေမြင်မြင်နဲ့ကြားကျင်နဲ့စားကျင်နဲ့ဆိုတဲ့သဘောတွေမှာလည်းဝိညာဉ်တည်တယ်အဲ့တော့ခံစားတတ်တဲ့ကောင်းတဲ့ဆိုးတဲ့ချမ်းသာတဲ့ဆင်းရဲတဲ့ခံစားတတ်တဲ့ပုံမှာလည်းဝိညာဉ်ကတည်တယ်အဲ့တော့ဒီဝိညာဉ်တည်နေတဲ့အခါကျမှဒီခန္ဓာကိုယ်ကြီးကအလုပ်လုပ်တယ်အဲ့တော့ဒီခန္ဓာကိုယ်ကြီးတည်သွားရင်ဒီခန္ဓာကိုယ်ကြီးကဘာစွန့်သွားလဲဆိုတရားသုံးပါးစွန့်သွားတယ်ဇီဝိတ္တတွေရဲ့ကမ္မဇတေဇောရဲ့ဝိညာဉ်ရဲ့ဆိုပြီးသုံးပါးကဒီခန္ဓာကိုယ်ကနေစွန့်သွားတဲ့အခါကျရင်ဒီခန္ဓာကိုယ်ကြီးတည်တယ်ဒါကြောင့်မို့တေဇဲတတ္တဝါလို့ခေါ်တယ်ဒီခန္ဓာကိုယ်ကနေဒပလီတဲ့ဒိုင်းကိုတည်သွားတာမရှိဘူးတစ်ခုချင်းတည်တာကမ္မဇရုပ်တွေတည်တယ်တစ်ခုပြီးတစ်ခုတည်တယ်နောက်ဆုံးတည်တာနားပဲအဲ့ဒီနားကဘယ်လောက်ထိအကျလဲဆိုနာရီခွက်လောက်ကြာမှတည်တယ်နားထဲမှာရှိတဲ့ပတာရရုပ်ကနာရီခွက်လောက်နေမှတည်တယ်အဲ့တော့မြတ်စွာဘုရားကဒါကြောင့်မို့တတ္တဝါတဝူတည်တယ်ဆိုရင်တော့တေဇဲတတ္တဝါလို့သုံးတာမွေးလာတယ်ဆိုရင်လည်းဖြစ်စေတတ္တဝါအရင်ဆုံးစပြီးတော့ကာလာလရေကြီးလေးစဖြစ်တယ်တပြည့်ကနေအဲ့လိုအခက်မ၅ပြားဟာလာတဖြည်းဖြည်းနဲ့များလာပြီးတော့ခန္ဓာကိုယ်အကောင်လေးပေါ်လာဖြစ်စေတတ္တဝါတေဇဲတတ္တဝါလို့သုံးတယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားရဲ့ဒီတရားတွေကဒီခန္ဓာကိုယ်ကိုပြောတာဒီခန္ဓာကိုယ်ကိုအဲ့ဒီလိုခွဲခြမ်းစိတ်ဖြာပြီးနားလည်လိုက်လို့ရှိရင်ခမရတို့တရားအားထုတ်ရတာလွယ်သွားတယ်အဲ့ဒီလိုပဲခမရတို့ဘာကိုစဉ်းစားဘာကိုတွေးတော့ကြီးပွားခြင်းတာချမ်းသာခြင်းတာပဲဖြစ်ဖြစ်ဒီတရားတွေကိုသိထားရင်နီးလန်းမှန်မှန်နဲ့လုပ်တတ်တယ်အဲ့ဒါတွေကိုနားမလည်ထားလို့ရှိရင်မဟုတ်တာတွေမမှန်တာတွေအတွေးတွေမိစ္ဆာဒိဋ္ဌိအတွေးတွေမိစ္ဆာဒိဋ္ဌိအမြင်တွေဝင်လာတတ်တယ်နော်